ရှောင်းမကွယ်စိတ်ဆိုးစရာတွင်နေအောင်မယ်တပီလဲထားပေါ်မောင်ရဲ့မေကလေးမရှာလို့စိတ်ပြေမလားလို့ဝေဒနာတော့ကဖြစ်ရပါသေးတယ်ရှင်